မားနေတယ်ခင်းလို့ဟိုကသူကကျွန်တော်တို့ကတော့ကျွန်တော်တို့ကသူ့ကတော့မှလည်းကိုရှိဟာဒီတော့မသိဘူးဗျာအေးအခုလို့လူကြီးမိဘတွေကိုကတော့တော့ကြိုးအားကြောင့်ဒီလင်းဒီမယားဟိုအောင်မင်းအောင်ပေါင်းရလိမ့်မယ်မထင်ဘူးခင်ဗျာအော်ဟိုကကြည့်ပါလားခင်ဗျာဟိုသုံးသားဖို့လုံးနဲ့သုံးသမီးရခင်ဗျာလေတူနဲ့သူစားတန်လို့ဟိုခင်ဗျာအမတ်တမဲ့ကထိုင်နေတာကြည်လားဟုတ်နေရောင်းလို့ဖျက်ကတ်နေဆိုတော့လောကအဲ့တော့ထူးတာသူမတီးပြီးသားလက်ပံဖလေတဲ့ကတ်တယ်ဆိုပြီးတင်းပြီးတကြီးမင်္ဂလာစကားလေးပါလေပြောဖို့အချိန်ကြပြီလေဗျာမင်္ဂလာစကားပြောတော့လေဗျာအဲ့ဒီတော့ဒီနေ့မင်္ဂလာခမ်းနားမှာကျုပ်တကြီးတယောက်အနေနဲ့မင်္ဂလာစကားပြောပေးရမှာပေါ့နော်အဲ့တော့အာဝါဝဝိဝါဝါအာဝါဟဝိဝါဟသူပြောတဲ့ဟာပေါ့လေအဲ့ဒီမင်္ဂလာခမ်းနားမှာအသက်တာလည်းကျူးကျုပ်ကတကြီးဆိုရင်ပဲလို့လေစားလည်းသိကောင်းလို့တတ်တာမဟုတ်ဘူးဗျအဲ့တော့ဒီတရားလုံးမှာစားတတ်တာလဲကို10မဲ2ဆရှိတယ်ဗျာတကြီးရဲ့ကိုစားကျုပ်ရဲ့ကိုစားဟောဒီမင်္ဂလာအခမ်းအနားကိုကဲကိုစင်မင်္ဂလာသားလေးပြောပြလိုက်ဗျာပြောဆိုလဲပြောရတာပေါ့ဗျာကဲပြောပါဗျာဟုတ်ကျွန်တော်အာဝါဟဝိဝါဟဆိုတာနှစ်ပါးရှိအဲ့ဒါလေးကိုကလေးတွေနားလည်အောင်ရှင်းပြလာမှာဗျာနော်အာဝါဟဝိဝါဆိုဘယ်နှစ်ပါးရှိတယ်ခဏခဏပြောပြီးဖြစ်တဲ့အတွက်မပြောတော့ဘူးဟုတ်ရှင်းလိုက်လားဟမ်ရှင်းလိုက်လားဟုတ်ဒါပြောစရာမလိုတော့ဘူးဒီကျွန်တော်နောက်ကပြောချင်တဲ့အဓိကစကားရှိတယ်ဩလူရင်းပြောမှာပေါ့လူရင်းလူဆန်းနှစ်ပါးမင်္ဂလာနှစ်ပါးရှိဟုတ်တယ်ဗျာနော်လင့်ဝတရား5ပါးမရဝတရား5ပါးဒါကိုပြောချင်တယ်အဲ့ဒါအရေးကြီးတဲ့အချက်ဖြစ်တယ်လင့်ဝတရား5ပါးရှင်းပြဟမ်မထေမကင်းမှတ်နော်တရုတ်သားလင့်ဝတရား5ပါးဆိုမထေမကင်းအနည်းဥစ္စာမိစ္ဆာမမဝဆာစီညနိုးကျင်ငါ့အိလင့်ဝတာဒါလင်းဝင်တရား5ပါးဟုတ်ပါဗျာနော်ဗျာဟုတ်ပါဗျာဒါသရုပ်သားပဲဟောသရုပ်သမီးပဲဟုတ်ပြီမရဝတရား5ပါးမှနော်မှအိမ်တွင်းမှုလို့တိမ့်ထုတ်ပြီးကြပါတယ်မိစ္ဆာကျင့်ရှောင်းပါတယ်လေအောင်ဖြတ်ကြီးပါတယ်လေအောင်ဖြတ်ကြီးလေအောင်လာအောင်ပါပဲလေအောင်ဖြတ်ကြီးနော်မမူဝန်ငါးစုအိမ်လူကျင့်အပ်စွာတဲ့မှနော်ဒါတို့ဒီနေ့သူသားပဲနော်ပြောင်းတော့သဘောထားကြည့်ရမယ်နားလည်ရမယ်ခွက်လို့ရမယ်ဟောသူတို့သားအားလုံးကသိတယ်ဗျာဟုတ်တယ်ဗျာအရက်သီစာတောက်စားလေးရလဲရှိတယ်လို့ကြက်တိုက်တဲ့နေရာကျတော့လေအလုံးမတမ်းမဝါသနာကြီးကိုယ်ဘာလို့လို့အောင်လေဒီကသမားမတမ်းဝါသနာကြီးတာနော်ဒါလေးခွင့်လို့ရမယ်နာအခုလင်းရမရရဖြစ်ပြီးခွင့်လို့ပြရမှာပေါ့အရက်တောက်စားလေးတွေလျှော့ကြက်တိုက်စားလေးတွေလျှော့ဟုတ်တယ်စားတာကြတော့ကြည်အောင်ဘယ်လောက်စားလဲမနဲ့4လုံးည4လုံး8လုံးတပြီအဲ့ဒါလေးနည်းနည်းလျှော့စားဟောဒါတူတာပဲဟုတ်တယ်နော်ရံပြည့်ကောင်းစီဆိုတာကျွန်တော်မှမပါဘူးဗျာစေတနာသတိပေးနေတာစေတနာသတိပေးတာဟုတ်တယ်ရံပြည့်ကောင်းစီမပါဘူးတူသမီးပဲပြောပြဝလန်းတမဲမှာဆိုနေရှိရကတတူခုံတတူတကယ်တမ်းကျွန်တော်လေပလက်တက်ရှက်တက်ဟမ်ဟိုငပြင်းမဟိုမီးတဲ့ဟိုထက်လို့မလုံးနဲ့အော်ဒီဆိုတဲ့ကောင်ကရှစ်သမားရှစ်သမားကျက်သမားအရှင်အမလေးလေးလေးငါပေါ့ဝင်များအရက်သမားကျက်သမားနဲ့ဟဲ့ကိုပတ်စံနဲ့ကိုလောက်တာဘသူ့မှထိလိုက်တာမဟုတ်ဘူးနင်တို့သမီးလို့လေတက်ရှက်တက်နဲ့ဇက်တပင်လို့ယူပြီးတယူနေတာမဟုတ်ဘူးဟဲ့ငါသမီးလေးတယောက်တည်းမလို့ချစ်လုံးမှန်လို့ကြည့်ပြီးရွှဲလုံးဥထားတာဟဲ့မြစ်သားလို့ရက်သမားကြက်သမားမဟုတ်ဘူးလက်ကျော်မတင်းနဲ့အစားမဟုတ်ဘူးလက်ကျော်တင်းစရာမလိုငါသားဘာမှလုပ်စရာမလိုပြစ်စုံပြီးသားနေသမီးကိုယူလို့ရှိရင်လေငါအိမ်ပေါ်ရောက်လာရင်ဖတ်တက်တော့ထောင်းမယ်ငါသမီးကရွှဲလုံးဥထားတာမြစ်သားကလေလင့်ဝတ်တရား5ပါးမပြောနဲ့တပားတောင်ပြင်မဲ့ကောင်မျိုးမဟုတ်သိရလားကျင့်စရာမလိုလိမ့်မာကြီးညသားသမီးကိုမတရားမပြောနဲ့ပညာရှင်ကိုခင်လောက်တော့မှာပဲမင်္ဂလာပွဲပြတ်တော့မယ်Ha ha ha ha!